ပွဲကတော့စပြီခင်ဗျာReal United အိမ်ဝင်းမှာကစားမှာဖြစ်ပါတယ်ကစားသမားတွေကွင်းထဲကိုဝင်ရောက်ပြီးတော့နေရာကြီးနေရာတော့တွေ့မြင်နေရတာခင်ဗျာThey're playing 3-5-2. Can this help them control the midfield? ဒီနေ့ပွဲတည်ကြရုံနဲ့ Real United တို့ကတော့အုပ်စုဒုတိယနဲ့တက်ရောက်အောင်မှာဖြစ်ပါတယ်။တောင်ကမို့ Real United ကန်နေမိထားတဲ့ခေါင်းတိုက်တယ်။ဦးတိုင်းနဲ့အနေငယ်လေးလွဲချော်ရတာဖြစ်ပါတယ်။ Real United ပဲ area ဆက်ကနေကန်နေကိုတိုင်းထိတယ်ပြန်ထွက်လာလိမ့်မယ်။ဒီနောက်ပြန်နောက်တန်းညီမဆက်ဆံမယ်ရှင်းထုတ်ထားတယ်။ခွင်းလည်းခုတ်တင်မိထားတဲ့ရာသီးတယ်။ဒါမီလန်သိမ်းမယ်။ဘယ်တောင်မှန်းနေတိုက်စစ်ဆင်လာပြီ။တယောက်လှည့်တဲ့ရာသီးတယ်။ area လေးဝင်လာခင်ဗျာ။ area ထဲမှာကန်နေခိုးပေါက်နဲ့အနေငယ်လွဲချော်ရတာဖြစ်ပါတယ်။